ခေါင်းမှာအမြဲတမ်းပေါက်တင်ထနေလို့ဒါတွေနဲ့ပဲလုံးပန်းနေရတဲ့လူတွေသပင်အဖျားနှစ်ခွဖြစ်တဲ့လူတွေသပင်အုံပါတဲ့လူတွေဥယျာဉ်ပြား6သွေးတဲ့လူတွေတဲလိုမျိုးဒါရိုက်ကူးရေးအမြဲတမ်းသွားနေရတဲ့အချိန်မှာသပင်ကိုကောက်လိုက်ဖြောင်းလိုက်ဆေးဆိုးလိုက်လုပ်တဲ့အချိန်ပေါ့နော်ဒါသပင်တွေပြက်ကျတာတွေပျက်စီးတာတွေဖြစ်တဲ့လူတွေဒါတွေနဲ့ပတ်သက်ပြီးတော့အမြဲတမ်းစိတ်ရှုပ်နေရတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကြည့်ပြီးတော့လည်းစိတ်ချမ်းသာလို့ရပါပြီရှင် Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တတဲ့ပရိသတ်တွေကို hair product brand တွေအများကြီးရှိတဲ့ထဲကမှတကယ်ကိုမှ high quality နဲ့စေတနာအပြည့်နဲ့ထုတ်လုပ်ပေးထားတဲ့ local brand လေးတစ်ခုနဲ့အသက်မိတ်ဆက်ပေးချင်ပါတယ်ရှင်။အဲ့ဒါလေးကတော့လူတိုင်းလည်းသိကြပြီးသားဖြစ်တဲ့ April ရဲ့ hair product လေးတွေပဲဖြစ်ပါတယ်ရှင်။ဒါ April hair product လေးတွေကဆိုရင်သုံးပြီးသားလူတိုင်းကတော့ဒီပစ္စည်း quality ကဘယ်လောက်ကြီးထိကောင်းနေဆိုတာကိုသိပြီးကြပြီးလိမ့်မယ်လို့တဲ့ထင်ပါတယ်။အခုတတဲ့ပြောပြပေးချင်တာကတော့မသိသေးတဲ့ပရိသတ်တွေအတွက်ပေါ့နော်။ဒါပစ္စည်းရဲ့ quality ဘယ်လောက်ကောင်းကြောင်း sharing လေးလုပ်ပေးချင်ပါတယ်ရှင်။တတဲ့အနေနဲ့ပထမအဆုံးမိတ်ဆက်ပေးချင်တာကကြတော့ April hair tonic ဘူးလေးပဲဖြစ်ပါတယ်။ဒါ April hair tonic ဘူးလေးရဆိုရင်တဘူးသုံးပြီးတာနဲ့ဘေး product ပဲသုံးဘောင်းမပြောက်ဘူးဆိုတဲ့လူတွေတိတိတတာပျောက်သွားရဆိုပြီး line ပေါ်မှာနာမည်ကြီးနေတဲ့ April hair tonic ဘူးလေးပဲဖြစ်ပါတယ်။အဲ့ဒါနဲ့တဲလေးစိတ်ဝင်စားတာနဲ့ဒါဒီ hair tonic လေးမှာပါဝင်တဲ့ပစ္စည်းတွေကိုလေ့လာကြည့်လိုက်တဲ့အချိန်မှာဒါရှာရှာပပ rosemary စီးဖြူသီးပြီးတော့ဒါ pusinan ဆိုရက်တကယ် organic စစ်ပစ္စည်းတွေကိုနဲ့ထုတ်လုပ်ထားတာကိုတွေ့ရပါတယ်ရှင်။ဒါအပြင်အနုပညာရှင်တွေရောပြီးတော့ဒီ April hair product သုံးတဲ့လူတွေရောပေါ့နော် feedback လေးတော်တော်ကောင်းကောင်းလေးပြန်ပြီးညွှန်းလာကြတဲ့အတွက်ဒါဒီ product လေးကမြန်မာနိုင်ငံလူတွေတော်တော်များများနဲ့အဆင်ပြေလို့တွေ့ရတယ်ပြီးတော့အတဲ့အနေနဲ့ဒီ shoot လေးမရိုက်ခင်ပေါ့နော်လွန်ခဲ့တဲ့2လလောက်ကအလုပ်လာအပ်တဲ့အချိန်မှာဒါ shoot ရိုက်ဖို့အတွက်မမနေပြီးတော့ product လေးအစမ်းပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒါဒီ2လအတွင်းမှာတဲလဲ hair care ဘိုင်းကိုဒီ April product လေးနဲ့လုပ်ကြည့်တဲ့အချိန်မှာတဲသပင်တွေတိတတာဣလာတာကိုလည်းတွေ့ရတယ်ပြီးတော့ဒီအဖျားနှစ်ခွဖြစ်တာတွေတော်တော်လေးတိတတာတက်တာလာတယ်ပေါ့နော်ပြီးတော့ချို့နေရာတွေမှာဆိုတဲ့ဒါ baby hair ရေးလေးတွေတောင်ထွက်လာတာကိုတောင်မှပြန်ပြီးတော့တွေ့ရတဲ့အတွက်တကယ်သေးတောင်မှဒီ product လေးပြင်ဆက်ပြီးသုံးသွားမှာပါနောက်တစ်ချက်ကကျတော့ဒါ hair tonic အနေနဲ့ spray type ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်သပင်အတွက်တိတက်အချိန်ပေးစရာမလိုတော့ဘဲနဲ့ဥယျာဉ်ပြားကို4-5ချက်လောက်ဖြန်းပြီးတော့နှိမ့်နယ်ပေးလိုက်ရုံနဲ့ဒါအဆင်ပြေသွားတာဖြစ်တဲ့အတွက်အဲဆိုရင် shooting ပဲသွားခီးတွေပဲသွားဘေးပဲသွားပေါ့နော်အိတ်ဆောင်အနေနဲ့အိတ်ထဲမှာအများနဲ့ထည့်သွားလိမ့်ရှိပါတယ်ရှင်ဒါကတော့တတဲ့ရဲ့ April hair tonic နဲ့ပတ်သက်ပြီးတော့အကြိုက်ဆုံးအချက်လေးတွေပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကဆို